အခုဆိုရင်ကျွန်တော်ဒီနောက်ဆုံးထွက်ရှိထားတဲ့ Android 15ဆိုရင်ပေါ့နော်အခုနောက်ထွက်တဲ့ဖုန်းတွေမှာဆိုရင်လည်း original ပါဝင်လာတယ်အခုအရင်ကထွက်ထားတဲ့ဖုန်းတွေဆိုရင်လည်းဒီ Mi တွေမှာဆိုရင်လည်း HyperOS 2.0 တွေပေးနေကြပြီပေါ့နော်တချို့တွေဆိုတင်အောင်တင်ပြီးသွားကြပြီအဲ့လိုမျိုး HyperOS 2.0 ဖြစ်သွားတဲ့အတွက်ဘာဖြစ်လဲဆိုတော့သူ့ရဲ့ Android version က15ဖြစ်သွားတယ်ပေါ့နော် Android version 15ဖြစ်သွားတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီဖုန်းတွေကိုအကြောင်းမျိုးကြောက်ပေါ့နော် free data reset ချကြတယ်ထားပါတော့ကိုယ့်ရဲ့ဖုန်းကလေးနေလို့ဆိုပြီးတော့ free data reset ချတာမျိုးတွေနောက်တစ်ခုကကိုယ့်ရဲ့ဖုန်းကိုကိုယ်အတိမိတ်ဆွေဒီကိုမော်ဒယ်မှာဖြစ်ပေါ့နော်ကိုယ်ဖုန်းပေးလိုက်မယ်ပေါ့နော်ပေးသုံးမယ်ဆိုရင်ကိုယ့်ရဲ့ data တွေမပါတော့အောင်ဆိုပြီးတော့ free data reset ချတာမျိုးပဲဖြစ်ဒါမှမဟုတ်ကိုယ်ဖုန်းပြန်ရောင်းတယ်ပေါ့နော်ထားပါတော့ပြန်ရောင်းတဲ့အခါမျိုးတွေကြာရင်လည်းကိုယ် data တွေမပေါအောင်ဆိုပြီးတော့ပို့ပြီးတော့ safe ဖြစ်အောင်ဆိုပြီးတော့ free data reset ချပြီးတော့ရောင်းကြတယ်ဒီဝယ်တဲ့လူတွေကလည်းဒီဖုန်းကိုအရင်ဆုံး free data reset ချပြီးမှဝယ်ကြတာမျိုးတွေလည်းရှိတယ် Android 15မှာဆိုရင်ဒီကိုကဖုန်းကို free data reset ချပြီးသွားပြီးတော့ပြန်ပြီးတော့ဖုန်းကပြန်တက်လာတဲ့အခါမျိုးတွေမှာဆိုရင် Play Store ကဝင်လို့မရဘူးပေါ့နော် Gmail ကောက်ဝင်လို့မရတာမျိုးတွေဖြစ်တယ်အရင်တော့ဒီဖုန်းမှာဝင်ထားတဲ့ဒီ owner ရဲ့ Gmail ကိုပြန်ထည့်ပါလို့ပြောတာမျိုးတွေနောက်တစ်ခါကျတော့ဒီ user log တွေထားလို့မရတော့ဘူး user log တွေထားလို့မရဘူး fingerprint တွေထားလို့မရတော့ဘူးအဲ့လိုမျိုးလေးဖြစ်တယ် Android 15မှာသူတို့တွေထပ်ပြီးတော့ upgrade လုပ်လိုက်တဲ့ security ဖြစ်ဖို့များတယ်ပေါ့နော်ဆိုတော့ဒီဟာမျိုးတော့ကျွန်တော်တို့ရဲ့ service သမားတွေအရာတော့ဒါ FRB လော့ကြတယ်လို့ကျွန်တော်တို့သတ်မှတ်တယ်အခု FRB လော့ကအရင်တော့ဆိုရင်ကျွန်တော်တို့ဒီ Mi တွေမှာဆိုရင် global version ဖုန်းတွေမှာပဲ FRB လော့အကြတာဒါပေမဲ့အခုကကြတော့မဟုတ်တော့ဒီ Android 15တင်ထားတဲ့ဖုန်းတွေအကုန်လုံးကိုက free data reset ချလိုက်မယ်ဆိုရင်အခုလိုမျိုး FRB လောကကျသွားတာပေါ့နော် China version တွေမှာပါ FRB လောကလာပြီးတော့ကျနေတဲ့သဘောဖြစ်သွားတယ်ကိုယ့်ရဲ့ဖုန်းကိုအကြောင်းမျိုးကြောင့် free data reset ကချရမယ်ဒါပေမဲ့ချလိုက်ရင်လည်းအဲ့လိုမျိုး error လေးဖြစ်မှလည်းကြောက်တယ်ဆိုရင်တော့ကျွန်တော်အခုပြောတဲ့အချက်လေးတစ်ချက်ကိုလုပ်ပြီးတော့မှချမယ်ဆိုရင်တော့ပို့ပြီးတော့ safe ဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော် Mi နဲ့လုပ်မယ်ဆိုရင်တော့အရင်ဦးဆုံးကျွန်တော်တို့ development option ဖွင့်ဖို့လိုတယ်ပေါ့နော် development option ဖွင့်ဖို့အတွက်ကတော့ကျွန်တော်တို့ဒီ setting တွေကိုသွားပြီး my device ထဲကိုဝင်ပြီးတော့ကျွန်တော်ဒီမှာဆိုရင်ဒီ info and space ဆိုတာလေးရှိတယ်အဲ့ဒီအကောင်လေးတွေကိုဝင်လိုက်ဝင်ပြီးတော့ဆိုရင်ကျွန်တော်ဒီမှာ OS version ဆိုတာရှိရပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့၄-၅ချက်လောက်နှိပ်လိုက်နှိပ်ပြီးတော့ဇက်တိုက်ပေါ့နော်၄-၅ချက်လောက်နှိပ်လိုက်ပြီးဆိုတော့ねအောက်မှာတော့ development option ပွင့်သွားပြီဆိုတဲ့စာတန်းလေးပေါ်လာလိမ့်မယ်အဲ့လိုမျိုးလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ပြန်ထွက်ပြီးတော့ရင်ကျွန်တော်တို့ဒီအောက်မှာ additional setting ဆိုတာရှိရအဲ့ additional setting တွေကိုပြန်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်နားလေးမှာ development option ဆိုပြီးတော့ဟာလေးပေါ်လာလိမ့်မယ်အဲ့ထဲကိုဝင်လိုက်ဝင်ပြီးတော့ရင်ကျွန်တော်ဒီမှာဆိုရင်OEM lot ဆိုတာလေးကရှိနေလိမ့်မယ်အကောင်လေးကိုနှိပ်လိုက်ရင်ဘေးနားမှာသူအပြိုင်အောင်လေးဖြစ်သွားမယ်အဲဒါဆိုရင်ဒါ OEM lot ကိုကျွန်တော်တို့ဖွင့်လိုက်တာပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ band နဲ့ပြန်ထွက်ဒီ additional setting ထဲမှာပဲဒီ account ဆိုတာလေးရှိရပေါ့နော်အဲ account ဆိုတဲ့ဟာတွေကိုဝင်လိုက်မယ်ဆိုရင်ကိုဝင်ထားတဲ့ account တွေအများကြီးပဲပေါ့နော် Facebook account တွေရော Viber တွေရောပါတွေရောအဲဒီမှာအဓိကအရေးကြီးဆုံး account ကတော့ Google account ပေါ့နော်အဲ့တော့ Google တွေကိုဝင်လိုက်ဝင်သွားတဲ့အခါမှာကိုဝင်ထားတဲ့ Gmail တွေအကုန်လုံးကျလာလိမ့်မယ်ကိုဘယ်နှခုဝင်ထားတယ်ပေါ့နော်5ခုဝင်ထားလား6ခုဝင်ထားလားဒါမှမဟုတ်တစ်ခုတည်းပဲဝင်ထားလားရေလို့ဝင်ထားတယ်ဆိုရင်အဲ့ဝင်ထားတဲ့ Gmail လေးကိုနှိပ်လိုက်ပြီးအောက်မှာmore ဆိုတာလေးရှိတယ်အကောင့်လေးကိုဝင်လိုက်မယ်ဆိုရင်သူက remove account ဆိုတာလေးကိုနှိပ်ပြီးတော့ဒီ account တွေကိုထွက်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာရှိတဲ့ account တွေဒီထဲမှာ Google account တွေ5ခုရှိ5ခုလုံးကျွန်တော် remove လုပ်ရမှာဖြစ်ပါတယ်ဒီမှာရှိတဲ့ account တွေအားလုံးကို remove လုပ်ပြီးတော့ free data reset ချမယ်ဆိုရင်တော့ပို့ပြီးတော့ safe ဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ Oppo ဖုန်းတွေမှာလုပ်တဲ့ပုံစံကတော့ဒီနည်းအတိုင်းပါပဲပေါ့နော်ကျွန်တော် setting တွေကိုသွားမယ် setting တွေကိုသွားပြီးဆိုရင်ကျွန်တော်ဒီ Oppo ဖုန်းတွေမှာကျတော့သူကဒီabout device ဆိုတာလေးရှိရပေါ့နော် about device ဆိုတာလေးတွေကိုဝင်ပြီးတော့အဲ့ထဲမှာသူက version ဆိုတာလေးရှိတယ်အဲ့ version တွေကိုဝင်လိုက်မယ်ဆိုရင်အပေါ်ဆုံးမှာသူက version number ဆိုတာရှိတယ်အဲ့ version number ဆိုတာလေးကိုကျွန်တော်တို့၄-၅ချက်လောက်ထောက်ပလိုက်အဲ့ဒါဆိုအောက်မှာသူ development option ပွင့်တဲ့စာတန်းလေးပေါ်လာမယ်ပြီးသွားရင်ဘယ်နဲ့ပြန်ထွက် system and update ဆိုတဲ့အထဲကိုဝင်လိုက် development option ဆိုတာလေးပေါ်လာလိမ့်မယ်အဲ့ development option နဲ့ဝင်ပြီးတော့ခုနလိုပဲကျွန်တော်တို့ OEM lot ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တွားပြီးတော့ဖွင့်ပေးလိုက်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒီပြန်ထွက်ပြီးသွားပြီဆိုရင် setting ထဲမှာပဲသူက user and account ဆိုတာရှိတယ်အဲ့ထဲကိုဝင်ပြီးသွားရင်ခုနလိုပဲကျွန်တော်တို့ Google ကရှိမြ account တွေအကုန်လုံးကိုကျွန်တော်တို့ remove လုပ်ပြီးသွားရင် free data reset ချအဲ့လိုမျိုးလုပ်မယ်ဆိုရင်ပို့ပြီးတော့ safe ဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ဖုန်းက Android 15လည်းတင်ထားတယ် Android 15 version နဲ့ဖြစ်နေတယ်ပေါ့နော်အကြောင်းမျိုးကြောင့်ကိုယ့်ရဲ့ဖုန်းကို free data reset ချရတော့မယ်ဆိုရင်တော့ကျွန်တော်အခုပြောတဲ့နည်းလေးနှစ်ခုကိုအရင်ဆုံးလုပ်ပြီးတော့မှချဖို့ကိုကျွန်တော်အကြံပေးခြင်းနဲ့ကျွန်တော်ပြောတဲ့နည်းလေးနှစ်ခုနဲ့လုပ်ပြီးတော့ free data reset ချမယ်ဆိုရင်ပို့ပြီးတော့ safe ဖြစ်ဖို့များတယ်ပေါ့နော်အရှိမပြောထားတဲ့ error လေးတွေဖြစ်ဖို့လဲရာခိုင်နှုန်းတော်တော်လေးကိုနည်းသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်လေးပြန်လည်ဆုံတွေ့ပါမယ်